ဒီနေရာလေးကတော့လေအားလျက်စစ်တာဝါတိုင်းကြီးတွေကိုအနီးကပ်မြင်တွေ့ရမယ်နေရာပဲဖြစ်ပါတယ်အရင်ကဒီတောင်ကုန်းကြီးဟာဆိုလို့ရှိရင်လူသူမရှိတဲ့အရိုင်းနယ်တစ်ခုပါနောက်ပိုင်းမှာတော့ဖွံ့ဖြိုးတိုးတက်လိုတဲ့အဖွဲတစ်ဖွဲကလေသမားတွေနဲ့ပေါင်းပြီးလေအားလျက်စစ်တာဝါတိုင်းကြီးတွေနဲ့လိုက်ဖက်သွားအောင်ပန်းကင်းတွေစိုက်ခင်းတွေလေပတ်စရာနေရာတွေနဲ့ဈေးဆိုင်တွေကိုဖန်တီးခဲ့ပြီးတော့ခီးသွွားများကိုဆွဲဆောင်ထားတာဖြစ်ပါတယ်ဒီနေရာကဘယ်မှာရှိတာလဲဆိုလို့ရှိရင်တော့မြန်မာလူမျိုးတွေကြားမှာအရန်ကိုနာမည်ကြီးတယ်ငါးမျက်နှာဖျားရှိတဲ့နေရာမှာတည်ရှိတာပဲဖြစ်ပါတယ်မနေ့စောစောငါးမျက်နှာဖျားကိုဖူးပြီးသွားပြီဆိုလို့ရှိရင်တော့ဘန်းကင်းတွေရှိတဲ့ဘက်ကိုလာခဲ့လို့ရပါတယ်ဘန်းကင်းတွေဘက်ကနေပြီးတော့ဒီဘက်တောင်ကုန်းတစ်ခုကိုတက်လိုက်မယ်ဆိုလို့ရှိရင်တော့ဒီတောင်ကုန်းကြီးဘက်ကိုရောက်လာမှာပဲဖြစ်ပါတယ်အဓိကထင်ရှားတာကတော့ဒါလေအားလျက်စစ်တာဝါတိုင်းကြီးတွေနဲ့တပ်ပုံရိုက်ရှင်ကြတယ်အပြင်မှာမြင်ဖူးချင်ကြတယ်ပေါ့နော်အဲ့ဒီအချက်လေးတွေနဲ့အဓိကထင်ရှားပါတယ်တခြားသောလက်ပတ်စရာနေရာတွေပန်းကင်းနေတဲ့အများကြီးရှိပါတယ်ဒီတောင်တန်းပေါ်မှာ ferry bus လေးတွေကိုစီးပြီးတော့လက်ပတ်လို့ရတယ်လို့ကိုယ်တိုင်ဆိုင်ကယ်မောင်းပြီးတော့လည်းလက်ပတ်လို့ရပါတယ်ကတော့ဒီကားလေးနဲ့သွားလဲမှာပါအပြော ATV ရဲ့ferry bus လေးတွေကိုစီးမယ်ဆိုရင်တော့ကိုယ်သဘောကျတဲ့နေရာမှာဆင်းနေခဲ့နိုင်ပါတယ်နောက်တစ်နေရာထပ်သွားခြင်းနဲ့ဆိုရင်လည်းအလှည့်ကျသွားနေတဲ့ကားလေးတွေကိုစောင့်ပြီးတော့စီးနိုင်ပါတယ်။တောင်ကုန်းပေါ်ကလမ်းတွေကသဘာဝလမ်းလေးတွေဆိုတော့ mass အုပ်ထုပ်နဲ့အပေါ်တယ်လေးတွေတော့ယူသွားဖို့လိုအပ်ပါမယ်။တော်ရဲရောက်ပြီပါ။အော်တောင်းก็การต้องสิวะที่ต่อไปไปอะไรคะที่ต่อไปไปอะไรคะဗီဒီယိုလေးကိုစုံတိကြည့်ရှုပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ချင်ပါတယ်ကျွန်တော်ကတော့ကိုတူရာပဲဖြစ်ပါတယ်အခုလိုခီးသွွားဗီဒီယိုတွေကိုတင်ဆက်ပေးနေမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်း follow subscribe လေးတွေလုပ်သွားဖို့ပြောချင်ပါတယ်နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်ပြီးတော့တွေ့ပါမယ်